ကိုသိချစ်ခင်တမိုးထားတဲ့တငယ်ချင်းတယောက်ကဖြစ်စေချစ်သူတယောက်ကဖြစ်စေကိုသစ္စာဖောက်သွားတဲ့အခါမှာရိုးရိုးလေးတွေးလိုက်ရင်တော့ကိုမှသိထိခိုက်နေတာဆုံးရှုံးသွားရတယ်လို့ခံစားရလိမ့်မယ်နော်ကိုအဖြစ်သူ့ဘုံချစ်လိုက်ရတာတမိုးထားလိုက်ရတာဂရုစိုက်ပြီးရကျင်နာလိုက်ရတာအလိုက်တတိပေးဆက်လိုက်ရတာသူကတော့ကိုပုံမှာတမိုးထားအောင်ပေါ့နော်ကိုရဲ့ချစ်ချင်းမြတ်တာတွေကိုရဲရဲဆက်ဆက်ဥပ္ပခါပြူပြီးမိလို့ရှုမယ်ကိုအမိုက်တစားလို့စွန့်ပစ်သွားမယ်ကိုကသူ့ကိုတိတ်တမိုးထားပြီးဆွဲမဲ့နေတော့သူ့ကိုဆုံးရှုံးလိုက်ရခြင်းကကိုအတွက်အကြီးမားဆုံးသောမျက်နှာဆုံးရှုံးမှုကြီးလို့သမီးလေးခံစားရလိမ့်မယ်နော်ဒါပေမဲ့တိတိကျကျလေးလေးနဲ့တွေးကြည့်ပါသမီးလေးကိုကသူ့ကိုတန်မိုးရှိဆုံးအစစ်မှန်လေးပြီးခဲ့တာပါတကယ်တမ်းမှသူကအဲ့ဒီတန်မိုးရှိတဲ့အစစ်မှန်လေးလက်လွတ်ဆုံးရှုံးလိုက်ရတာကိုပုံလေးလေးနဲ့တန်မိုးထားပြီးချစ်မြတ်လို့တဲ့သူတယောက်ကိုသူသစ္စာဖောက်လိုက်တာသူ့ရဲ့ဆုံးရှုံးမှုပဲဖြစ်တယ်ဥမာပြပြရမယ်ဆိုရင်သမီးလေးရေအဖိုးထိုက်တန်တဲ့စိန်မွေးအစစ်ကိုတန်ရတန်စင်းမပေးဘဲနဲ့စိန်အတူဈေးပေါ်လေးနဲ့ရွေးချယ်သွားတဲ့သူလိုပါပဲသူပေးတာနဲ့ထိုက်တန်တာကိုပဲသူရမှာဒါကြောင့်ကိုယ့်ဘက်ကအကောင်းဆုံးဆက်ဆံရေးကိုပြီးထားပါရဲ့နဲ့သူ့ဘက်ကသစ္စာဖောက်သွားတဲ့အခါမျိုးမှာသူ့ကိုဆုံးရှုံးလိုက်ရတယ်လို့မခံစားပါနဲ့သူကသာကိုယ့်ကိုဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်ကိုယ့်ရဲ့တန်မိုးကိုကိုယ်တိုင်သိနေပြီးကိုယ်နဲ့မထိုက်တန်လို့သွားတာကိုသွားပါစေလို့ကြည်ကြည်နက်နက်ကြီးလက်လွတ်ပေးလိုက်ပါကိုယ့်ရဲ့တန်မိုးနဲ့ထိုက်တန်တဲ့သူကိုယ့်ကိုတန်မိုးထားတဲ့သူကတနည်းရတထောင်းထောင်းကနေပေါ်လာပါလိမ့်မယ်ကိုစိန်ဝက်အစ်ကလေးတစ်ပွင့်ကိုတန်မိုးထားပါတန်မိုးသိတဲ့သူကထိုက်ထိုက်တန်တန်နေရာပေးပြီးချင်းမြောက်ပါလိမ့်မယ်သမီး